သင်ကလေးလက်ထဲကဖုံးဟာမော်တွတ်တန်လားဘုံတလုံးလားမင်္ဂလာပါခင်ဗျာအခုခေတ်မှာ10နှစ်အရွယ်ကလေးတစ်ယောက်အတွက်ဖုံးဆိုတာကစားစရာထပ်ပိုးတဲ့ digital ကဘာကြီးတစ်ခုဖြစ်နေပါပြီဒါပေမဲ့သင်ကလေးလက်ထဲကိုဖုံးတလုံးထည့်ပေးလိုက်တာဟာကဘာအကြီးဆုံးစာကြီးတိုက်ကြီးတဲ့လှုပ်လိုက်တာနဲ့တူသလိုလူပေါင်းစုံရှိတဲ့လမ်းမကြီးပေါ်မှာတယောက်ထဲလှုပ်လိုက်တာနဲ့လည်းတူပါတယ်ဒီနေ့မှာတော့10နှစ်အရွယ်ကလေးတွေဖုံးတုံရင်ဘာတွေဖြစ်နိုင်လဲနဲ့မိဘတွေအနေနဲ့ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာပြောပြပေးသွားမှာပါစောင့်ကြည့်ပေးပါဦးပထမဆုံးအနေနဲ့ဖုံးပေးသုံးတာကကလေးရဲ့ဉာဏ်ရည်ကိုဖွံ့ဖြိုးစေသလိုမတက်အပ်တဲ့အရာတွေကိုလည်းသိသွားစေနိုင်ပါတယ်10နှစ်အရွယ်အုံနောက်ဟာဒူပမိုင်းလို့ခေါ်တဲ့တာယာမှုဓာတ်ကိုအရန်တုံ့ပြန်လွယ်ပါတယ်ဂိမ်းဆော့တာ TikTok ကြည့်တာတွေကနေဒူပမိုင်းတွေအလုံးအကျွံထွက်လာတဲ့အခါကလေးဟာဖုံးမရှိရင်မနေနိုင်တဲ့ digital addiction ဆွဲလန်းမှုဖြစ်သွားနိုင်ပါတယ်ဒါကိုမိဖတွေကဘယ်လိုထိန်းချုပ်မလဲအဖြေကတော့ parental control ပါပဲဒါဟာကလေးကိုချုပ်ချယ်တာမဟုတ်ဘဲဘေးကနေကာကွယ်ပေးတဲ့ digital အဆောင်အရှောက်ပါအလွယ်ဆုံးနည်းလမ်းကတော့ Google Family Link ကိုသုံးတာပါဘယ်လိုစမလဲဆိုရင် 1. မိဘဖုန်းမှာ Family Link app ကိုတောင်းပါ2. ကလေးအတွက် Google account တစ်ခုဖွင့်ပေးပြီးမိဘ account နဲ့ချိတ်လိုက်ပါ3. ဒါဆိုရင်တင့်ဖုန်းထဲကနေကလေးဖုန်းကိုဘယ်အချိန်မှပိတ်ရမလဲ bedtime တနေ့ဘယ်နှစ်နာရီပဲသုံးရမလဲ daily limit ဆိုတာတွေကိုလှမ်းထိန်းလို့ရပါပြီနောက်တစ်ခုကကလေးက app တစ်ခုခုတောင်းချင်ရင်တင့်စီခွင့်ပြုချက်တောင်းမှတောင်းလို့ရမှာဖြစ်လို့မတင့်တော်တဲ့ app တွေ game တွေရန်ကနေစိတ်ချရသွားပါပြီပြီးတော့ YouTube သုံးရင်လည်း YouTube Kids ကိုပဲသုံးခိုင်းပါအဲ့ဒီမှာမိဘတွေကဘယ် channel တွေကိုပဲကြည့်ရမယ်ဆိုတာအထိ filter လုပ်ထားလို့ရပါတယ်အချုပ်ပြောရရင်တော့နီးပညာဆိုတာကာကွယ်တတ်ရင်စီမကာကွယ်တတ်ရင်ပြီးပါပဲသင်ကလေးကိုဖုံးပြီးသုံးရုံနဲ့မဟုတ်ပဲစမတ်ကြကြနဲ့ဘေးကင်းကင်းသုံးတအောင်လေ့ကျင့်ပေးဖို့ကမိဘရန်ရဲ့တာဝန်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိဘတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အခုလိုနီးပညာဗဟုသုတတွေအမြဲသိရဖို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အားလုံးပဲဘေးကင်းတဲ့ digital နီးမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ